ကျွန်တော်ဘဝမှာလူတစ်ယောက်တည်းကိုပဲတဘွားလုံးစာချစ်မိသွားမှာကိုတေမလောက်ကြောက်ခဲ့ဘူးတယ်။သူ့ကိုပဲတစ်ဖက်သက်ကြီးချစ်နေပြီးသူကကျွန်တော်ကိုပြန်မချစ်ရင်ခံစားရမယ့်ထိကျက်မှုကြီးကိုတွေးပြီးကြောက်မိလို့ပါ။အဲ့လိုအတွေးတွေနဲ့ပဲတစ်နှစ်ပြီးတစ်နှစ်ဆယ်စုနှစ်တစ်ခုသာကျော်လွန်သွားခဲ့တယ်။လွတ်ကျပြစ်လိုက်တော့မယ်ကျွန်တော်ကိုယူမဆိုင်တဲ့သူကိုကျွန်တော်လည်းယူမဆိုင်တော့ပဲနေလိုက်တော့မယ်လို့ခဏပြီးခဏတွေးမိတယ်။အဖြေကထွက်မလာခဲ့ဘူးကျွန်တော်ကိုသဘောကျခဲ့ဦးတဲ့သူတွေကိုကျူးမဆိုင်ပဲမျိုးလုံးထဲမှာမမြင်နိုင်ခဲ့လောက်အောင်ခမားတယောက်တည်းကိုပဲသဘောကျပြီးနေလာခဲ့တယ်ကျွန်တော်အတွေးကရိုးရှင်းပါတယ်ခမားတယောက်တည်းနဲ့ပဲလုံလောက်နေခဲ့ပါပြီတယောက်တည်းကိုပဲတစ်သက်လုံးချစ်သွားမှလားကိုယ့်ကိုမချစ်တဲ့သူကိုမေ့ပစ်လိုက်ပြီးကိုယ့်ကိုချစ်ပေးတဲ့သူတွေကိုပဲရွေးချယ်လိုက်မလားဆိုတာလဲကိုယ့်ရဲ့ရွေးချယ်မှုတစ်ခုပါပဲကျွန်တော်ကတော့အချိန်ပေါင်းများစွာခမားကိုပဲရွေးချယ်ခဲ့မိတယ်ပြိုးသူဒီစာလေးကကျွန်တော်2023 5လပိုင်း31ရက်ကရေးခဲ့တဲ့စာလေးပါအခုတော့ကျွန်တော်လည်းသူ့ကိုလွှတ်ချနိုင်ခဲ့ပါပြီ